ထို့နောက်ယေရှုသည်လူစုဝေးထံမှထွက်ခွာ၍အိမ်ထဲသို့ဝင်တော်မူသည်ထိုအခါတပည့်တော်တို့သည်အထံတော်သို့ချဉ်ကပ်ကြ၍လေထဲရှိပေါင်းပင်များ၏ပုံဥပမာကိုတပည့်တော်တို့အားရှင်းပြတော်မူပါဟုလျှောက်ထားကြသည်ကိုတော်ကလည်းကောင်းသောမျိုးစေ့ကိုကျဲသောသူသည်လူသားဖြစ်သည်လေကွင်းကဤကမ္ဘာလောကပေသည်ကောင်းသောမျိုးစေ့သည်ကကောင်းငင်နိုင်ငံတော်သားများဖြစ်ကြသည်ပေါင်းပင်များသည်ကနတ်ဆိုး၏သားများဖြစ်ကြသည်ယင်းမျိုးစေ့ကိုကျဲသောရန်သူကနတ်ဆိုးပင်ဖြစ်သည်စပားရိတ်သိမ်းချိန်ကဤကဘာကုံသောအချိန်ဖြစ်သည်ရိတ်သိမ်းသောသူများသည်ကကောင်းငင်တမန်တော်များဖြစ်ကြ၏ပေါင်းပင်များကိုစုသိမ်းပြီးမိရှို့ရတကဲ့သို့ကဘာကုံသောကာလ၌လည်းထိုနည်းတူဖြစ်လိမ့်မည်လူသားသည်မိမိ၏ကောင်းငင်တမန်များကိုစစ်လွတ်တော်မူ၍သူတို့သည်မှားယွင်းစေသောအရာရှိသမျှနှင့်အပြစ်ကျူးလွန်သူအလုံးတို့ကိုကိုယ်တော်၏နိုင်ငံတော်မှထုတ်ပယ်ပြီး၎င်းတို့ကိုတောက်လောင်နေသောမီးဖိုထဲသို့ပစ်ချလိမ့်မည်ထိုနေရာ၌လူတို့သည်ငိုကြွေး၍အံ့ကြိတ်ရလိမ့်မည်ထို့နောက်ဖြောင့်မတ်သောသူတို့သည်မိမိတို့အဖ၏နိုင်ငံတော်၌နေကဲ့သို့ထွန်းလင်းကြလိမ့်မည်နားရှိသောသူသည်နားထောင်လော့ဘုရားသခင်၏ဧဝံဂေလိနှုတ်ကပတ်တော်ပေတည်းလေထဲမှာရှိတဲ့ပေါင်းပင်တွေရဲ့ပုံဥပမာကိုကျွန်တော်တို့ကြားရပါတယ်လေထဲမှာစိုက်ပျိုးတော့ကတော့ရည်ရွယ်ချက်ကောင်းတဲ့မျိုးစေ့တွေကိုကျဲတယ်ဒါပေမဲ့လည်းပေါက်လာတဲ့အခါမှာပေါင်းပင်တွေပါရောပေါက်လာတယ်ဒါပေမဲ့လည်းလေခင်းရှင်ကတော့ပေါင်းပင်ရောဂျုံစပားပင်တွေရောအတူတူကြီးပလေးစီဆိုပြီးတော့သူ့သဘောထားအဲ့ဒီလိုရှိတယ်ကျွန်တော်တို့ကမ္ဘာလောကမှာဒီတိုင်းပဲကောင်းတဲ့သူမကောင်းတဲ့သူဒုံတွဲပြီးနေတဲ့ကောင်းအဆိုးဒုံတွဲလျက်ရှိတယ်အဲ့ဒီဟာကိုကျွန်တော်တို့တွေကဘယ်လိုခံယူရမလဲလောကမှာဒီမကောင်းမှုတွေရှိနေမယ်ဒါကတော့ထိန်းလို့ကိုမရဘူးမတရားတာတွေအကြမ်းဖက်တာတွေဓမြတိုက်တာတွေလူတတ်တာတွေနတ်ဆိုးကလူတွေရဲ့စိတ်လုံးသားထဲမှာနော်မကောင်းတဲ့အပြစ်ကိုထည့်ပေးလိုက်ပြီးတော့နှောက်ယှက်တယ်မာနကြီးတယ်ဒေါသထွက်တယ်နော်မနာလိုတဲ့စိတ်ရှိတယ်နော်ကာမဂုဏ်စိတ်တွေနောက်ပြီးတော့လောဘလွန်ကျူးတဲ့ဟာတွေဒီလိုဟာတွေဖြစ်တယ်ဒါကြောင့်ပေါင်းပင်နေနဲ့အတူတူအသက်ရှင်နေရတယ်ဆိုတဲ့နမူနာပဲကျွန်တော်တို့မကောင်းမှုကရှင်းထုတ်လို့ကိုမရဘူးအဲ့လိုပဲမကောင်းမှုကတော့တွန်တွဲနေမယ်ဒါပေမဲ့တခါလဲလောကကြီးကိုမကောင်းတဲ့အမြင်နဲ့ပဲကြည့်နေမယ်မကောင်းတဲ့သူလည်းမကောင်းဘူးသူ့လည်းချစ်ရှင်စရာလည်းမကောင်းဘူးငါကူကလည်းမကောင်းဘူးအကူကမကောင်းတာဖြစ်နေမယ်ဆိုရင်တော့သူကကိုတော့မုန်းသွားမှာအဲ့တော့အဲ့လိုကြီးလည်းမဟုတ်ပါဘူးလောကမှာစိတ်ကောင်းကောင်းရှိတဲ့သူတွေလည်းရှိပါတယ်အဲ့ဒီစိတ်ကောင်းကောင်းရှိတဲ့သူတွေကတနာကျင်တတ်တယ်နောက်ပရိဒတ်လုပ်ငန်းလုပ်တဲ့ခါမှာရက်ရောတယ်ဒါကြောင့်ဒီလိုမကောင်းမှုနဲ့ကောင်းမှုဒုံတွဲနေတဲ့ခါမှာအဲ့လိုမကောင်းမှုတွေများလိုက်တာဆိုပြီးတော့စိတ်ပြက်နေမလားဒါမှမဟုတ်လေငါလည်းမထူးပါဘူးကွာမကောင်းတာပဲလုပ်ပါတော့မယ်လို့များလိုက်သွားမလားအဲ့တော့ကျွန်တော်တို့ကစဉ်းစားဆုံးဖြတ်မယ်ဒါပေမဲ့လေဒီမှာဘုရားသခင်ရဲ့သဘောတရားကဘာလဲမကောင်းမှုတွေတည်ရှိနေခြင်းဟာလူတွေရဲ့ကောင်းကျိုးဖြစ်တယ်တန်ဖိုးတွေကလည်းသူ့ရဲ့ကျမ်းစာမှာရေးထားတယ်ရောမဩဝါဒစာအခန်းကြီး8အခန်းငယ်28မှာဘာဘုရားသခင်ကိုချစ်တဲ့လူတွေဖို့အရာရာဟာသူတို့ရဲ့ကောင်းကျိုးအတွက်ဖြစ်တယ်တဲ့ဟာအပြစ်ကလည်းငါအတွက်ငါရဲ့ကောင်းကျိုးဒုက္ခဆင်းရဲကလည်းငါရဲ့ကောင်းကျိုးဟာဘလို့ဖြစ်နိုင်ပါဘူးသိချာစဉ်းစားကြည့်ရင်ဟုတ်တယ်နော်ယဟန္တာတပါးပြောဘူးတဲ့အပြစ်တွေလုံချင်းအပြင်အပြစ်ဆိုးကျိုးကိုနှစ်ဖူးတွေ့ဒူးတွေ့သိလိုက်ရပြီမှတ်ပြီလားငါဒေါသမထိန်လိုက်လို့ကွာအခုတော့ငါဒီလိုတွေဖြစ်ကုန်ပြီမှတ်ပြီလားငါမနာလွဲစိနဲ့ပူတောင်းနေပါလားမှတ်ပြီလားအပြစ်ရဲ့ဆိုးကျိုးတွေနှစ်ဖူးတွေ့ဒူးတွေ့အခုမှခံလိုက်ရတာတော်ပြီနောက်တစ်ခါဒေါသတော့ထိန်တော့မယ်တော်ပြီနောက်ထပ်တော့ကိုအရက်လောက်ကြီးအလွန်ကြုံမတော့တော့ဘူးတော်ပြီအခုတော့မှတ်ပြီအဲ့လိုမှတ်အောင်လို့အပြစ်တွေရှိစေတယ်အပြစ်ထဲမှာကြစေတယ်တခါတည်းမှာကြုံပြီးအခုနှုတ်ဘူးတွေ့ဒူးတွေ့တွေ့ရတော့မင်းသိပြီမို့လားအဲ့လိုမျိုးဖြစ်တယ်ဆင်းရဲဒုက္ခတွေဒီတိုင်းပဲဆင်းရဲဒုက္ခတွေကြုံတွေ့လာတဲ့ခါမှာလူကဖះကိုအားကိုးလာတတ်တယ်ကိုကကျမ်းမာကြီးတွေဖောက်တယ်ဘယ်သူဆရာဝန်ကမတတ်နိုင်လက်လျှော့တဲ့အခြေအနေရောက်တယ်ဘယ်သူအားကိုးမလဲ
ဖះအာကိုရမှာငါတို့ကဒီလိုဆင်းရဲဒုက္ခတွေကဆင်းရဲဒုက္ခနဲ့ကြုံတွေ့လာတယ်အခုအသက်ကြီးလာတယ်ဒါကိုဝမ်းနေစရာလားတချို့ရုပ်ရှင်မင်းသမီးမင်းသားတွေအသက်ကြီးလာတဲ့အခါသူတို့ပုံမပြဘူးဘာလို့လဲဒါမပြောတော့ဘူးစိတ်ညစ်တယ်အရင်တော့ကတော့ရုပ်တွေကချောတော့လှုပ်ရှားလို့ရတာဗောရုပ်ရှင်တွေပါရိုက်အဲ့ဒါအသက်ကြီးလာတာဝမ်းနေစရာလားဒီလိုတော့မကောင်းမှုတွေဆင်းရဲဒုက္ခတွေကြုံတွေ့ရတာကတဲ့ကျွန်တော်တို့လူတွေရဲ့ကောင်းကျိုးအတွက်ဘုရားကရည်စူးထားတယ်ဒါကြောင့်မို့ရှင်းမထုတ်ပြတာမကောင်းမှုနဲ့တွန်တွဲနေတယ်ဆင်းရဲဒုက္ခတွေကလည်းကောင်းကျိုးပေးနိုင်တယ်ဆင်းရဲဒုက္ခခံရတဲ့အခါကိုယ်သတိထားမိတယ်ငါဟာဒီလောကမှာထာဝရအတွက်မဟုတ်ပါလားအသက်ကြီးလာပြီဒီနေ့သိမယ်ဘာဖြစ်လဲအသက်ကြီးလာတာရုပ်ကမချောတော့ဘူးအရင်ငယ်တုန်းကလူလောက်မချောတော့ဘူးဘာဖြစ်လဲဓမ္မတာပဲသွားရမှာပဲဒါကိုကျွန်တော်တို့ကခံယူပြီးတဲ့ခါမှာနေတတ်ဖို့အဲ့ဒါကိုဘုရားသခင်သင်ပေးတယ်ဒီလမ်းကြောင်းသွားရမယ်ဒီလမ်းကြောင်းဟာဘုရားသခင်စီမံထားတယ်ထာဝရကောင်းကင်ဘုံမှာသူနဲ့တူရှင်ဖို့ဒါကြောင့်ဒီလိုဆင်းရဲဒုက္ခခံရတိုင်းမှာသင်ဝိညာဉ်ကိုတန့်ပေးနာရွှေကိုမီးနဲ့မြိုက်ပြီးတဲ့ခါမှာအမိုက်တရိုက်တွေလောင်ကျွမ်းပြီးတော့ရွှေစစ်လေးဖြစ်အောင်ခမရဲ့ယုံကြည်ခြင်းကစစ်အောင်လို့ဆင်းရဲဒုက္ခတွေနဲ့ကြုံစေတယ်ဆင်းရဲဒုက္ခတွေနဲ့စမ်းတတ်တာဆင်းရဲဒုက္ခကြားမှာငါယုံကြည်မပြတ်ဘူးငါအပြုံးမပြတ်ဘူးခံထားမယ်ပူဇော်ပြီးတော့ခံထားမယ်ခမရဲ့တန်ရှင်းစင်ကြယ်ခြင်းကတိုးတက်လာတာ holiness ယဟန္တာလိုပဲဆင်းရဲဒုက္ခမမှုဘူးဘလောက်ခက်ခဲရှိမမှုဘူးငါအပြုံးမပြတ်ဘူးအဲ့လိုနေခြင်းအပြင်ကျွန်တော်တို့ဟာ holiness ဆိုတဲ့တန်ရှင်းစင်ကြယ်ခြင်းကတဏှာတိုးဝါလာတယ်ဝိညာဉ်ကောင်းစားလာတယ်အဲကြောင့်အဲ့လိုဆင်းရဲဒုက္ခကြုံလေဒီလောကမှာတကယ်ပျော်ရွှင်ခြင်းကတော့ကောင်းကင်ဘုံမှာပဲရမှာပါလားအဲ့ဒါတရားပေါက်သွားတာအဲ့လိုဆင်းရဲဒုက္ခလည်းလူကိုကောင်းကျိုးဖြစ်စေတယ်ဒါကြောင့်တန်ဖိုးတို့ကရေးထားတာပါလေအပြင်ကိုယ်ကာယရေးရမှာနော်အိုမင်းလာလို့စွမ်းအားတွေစိုးယူလာတယ်ဒူးတွေမကောင်းတော့ဘူးမျက်လုံးမုန်းလာတယ်ဗာနဲ့အဲ့လိုမျိုးကိုယ်ကာယကယိုရင်းလာပြီမဲ့လေငါရဲ့စိတ်ဝိညာဉ်ကတော့တင်းတိချာစမ်းသစ်လာတယ်တင်းတိချာဝိညာဉ်ခွန်အားတွေတိုးဝါလာတယ်ဆိုပြီးတော့သူ့ရဲ့ကျမ်းစာထဲမှာရေးထားတယ်အဲကြောင့်ကျွန်တော်တို့အခက်ခဲတွေမတရားမှုတွေကျုံလာတဲ့ခါမှာငါတို့ငါဖះအာကိုမယ်ငါမှာအားလုံးစုံကိုတက်နိုင်တဲ့ဖះရှိတယ်အဲ့ဒီဟာကြီးကသူကခိုင်မာနဲ့ရက်တည်ပြီးတော့ဘာမှမကြောက်တော့တာအဲကြောင့်ဒီလိုအခက်ခဲတွေပဲကျုံလာတဲ့ခါမှာငါတို့ရဲ့ဒီလောကမှာဒီစိတ်ချမ်းသာမှုဘာတွေကချစ်မကိုဖြစ်မှာသူများကိုတဏှာကုဏထားမကိုဖြစ်မှာသိခံမကိုဖြစ်မှာတရားပေါက်လာပြီအခက်ခဲဒုက္ခရဲ့ကြုံလာတဲ့ခါမှာအခက်ခဲဒုက္ခကြားနေပျော်အောင်လို့ဆိုတာစိတ်မပြတ်နဲ့တော့တယောက်တော့ချစ်တယ်ဖေးမကူကြီးရဲ့ဒါပဲပျော်သားရှိတာအဲ့ဒါကိုတရားပေါက်စေရင်တာဖြစ်တယ်ဒါကြောင့်အပြည့်ရဲ့စိုးကျိုးတွေခံစားရလေမှတ်ပြီလားဒါငရဲဆိုတာဒါမျိုးချစ်ချင်းမတာနဲ့သိခန္ဓာခွန်းလွတ်တာနဲ့ပေးကမ်းစွန့်ကြဲတာနဲ့တဏှာကိုသူများကိုတဏှာဓာတ်တွေနဲ့ကြည်နူးပြီးတော့ငါချစ်တဲ့လူရဲ့ကူညီရတယ်အားပေးတယ်ငါ့ကိုလူစင်းသွင်းတယ်အဲ့ဒါကောင်းကင်ဘုံဆိုတာအဲ့ဒါမျိုးကဲမင်းတို့ရွေးတော့လောကမှာငရဲရွေးမလားကောင်းကင်ဘုံရွေးမလားရွေးတော့ငရဲဆိုတာဒီလိုမျိုးအပြစ်တွေပိုင်းနဲ့ဒီလိုမျိုးတောင်းဘာမနာလိုမုန်းနာကြီးနဲ့ခြားတဲ့မာနာကြီးအဲ့နဲ့ဖြစ်မှာကောင်းကင်ဘုံဆိုတာဒီလိုချစ်တာရဲ့ခွန်းလွတ်တာရဲ့သိခန္ဓာရဲ့တဏှာဓာတ်ရဲ့ဒါဖြစ်မှာကဲမင်းတို့ကြိုက်တာရွေးတော့ဆိုပြီးတော့တို့ရွေးချယ်တယ်ဒါကြောင့်မို့အဲ့လိုရွေးချယ်နိုင်ဖို့ကောင်းတာရောမကောင်းတာရောပေါင်းပင်ရောစပားပင်ရောအတူတူကြီးပလေးစီနောက်ဆုံးကြမှာဘုရားသခင်ရိတ်သိမ်းပါလိမ့်မယ်